Hello everyone ဒီနေ့ဒီရှယ်ကိုစားတောက်စားတဲ့ပုံစံလေးတွေကို English လို့ပြောလဲဆိုတာကိုလေ့လာကြပါမယ်။ Okay ပထမဆုံးလုံးလေးကကျတော့ကျွန်တော် bite ကြိုက်တာပေါ့နော်။ကြိုက်တယ်ဆိုတာကကျတော့ကျွန်တော်တကိုက်စာလေးကြိုက်လိုက်တာတို့အဲ့လိုမျိုးတဖြည်းဖြည်းသေးလေးကွာကြိုက်လိုက်တာကျွန်တော်ကိတ်မုတ်တွေပါရေးစားလို့ချင်းတကိုက်ကြိုက်လိုက်တာတို့ဒါမှမဟုတ်ချင်းမုတ်တစ်ခုစားလို့ချင်းတကိုက်စာလေးကြိုက်တာဒါမျိုးလေးဆိုကျွန်တော် bite နဲ့သုံးတယ်ပေါ့နော်။ Okay ချယ်ရိုအစားစားပြလို့ချင်းဝါးတယ်နော်အဲ့လိုမျိုးဝါးတာကို English လို့ဘယ်လိုပြောလဲဆိုတော့ chew chew okay ရမယ်နော် okay နောက်တစ်ခုဆိုရင်ကလေးတို့အစားတောက်စားလို့ချင်းအတန်ကျဲရည်မြည်ပြီးတော့ပေါ့နော်အဲ့လိုမျိုးစားရတဲ့လူတွေတွေ့ဘူးကြရဟုတ်အဲ့လိုလူတွေစားတဲ့ပုံစံကိုကြာတီချယ်က slop လို့ခေါ်ပါတယ် slop okay ရန်ကိုတီချယ်တို့အမြင်မြန်စားတဲ့လူတွေလည်းတွေ့ဘူးရမလားအဲ့လိုမျိုးအရန်မြင်မြန်စားတာမျိုးဆိုချယ်က gobble လို့ခေါ်ပါတယ် gobbleတီချယ်တို့သွားစရာလည်းရှိနေပြီဒါပေမဲ့ဘာမှလည်းမစားရသေးဘူးအဲ့လိုအချိန်မျိုးဆိုကွာကမန်ကနေအတင်းစားရလေအဲ့လိုမျိုးအချိန်မျိုးဆိုချယ်က bold လို့သုံးတယ် bold okay ဒါဆိုလို့ချင်းတော့အစားတောက်စားရဲ့ပုံစံလေးတွေကိုဘယ်လိုပြောရမလဲဆိုတာကိုသိသွားမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကိုရိုင်းစာကြောင်းလေးလုပ်ကြည့်ပါဦးနော်ကိုရိုင်းစာကြောင်းလေးလုပ်ကြည့်ပြီးတော့မှန်ကိုသိချင်လို့ပါကတီချယ်ရဲ့ comment မှာမှန်သွားလို့ရပါတယ်စစ်ပေးထားပါမယ်ရှင့်ဒါဆိုရင်နောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်